ဒီနေ့တင်ဆက်ပေးချင်တဲ့ဇာတ်လမ်းလေးကတော့ action တွေ fantastic တွေတဘာဝလွန်ဆန်းအင်တွေနဲ့ပတ်သက်ပြီးသဘောကျသူတွေအကြိုက်တဘာဝလွန်ဆန်းအင်တွေကိုရရှိထားတဲ့လူတစုရဲ့လူသားမျိုးနွယ်အပေါ်ကာကွယ်ခြင်းစိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ပြဿနာတွေကိုရိုက်ကူးတင်ဆက်ထားတဲ့ The O Cut 1ရဲ့အဆက်ဖြစ်တဲ့ The O Cut 2ပဲဖြစ်ပါတယ်။ဇာတ်လမ်းရဲ့အစမှာတော့ The O Cut 1မှာရေထဲနှမြုပ်ခံထားခဲ့ရတဲ့ Queen ကိုလူတစုကဆယ်ယူလာပြီးလွတ်မြောက်သွားတာနဲ့စတင်ထားပါတယ်။နောက်တစ်ခါမှာတော့အန်ဒီတို့လူတစုအိမ်တအိမ်ကိုဝင်ရောက်တိုက်ခိုက်ဖို့ပြင်ဆင်နေတာပဲဖြစ်ပါတယ်။အန်ဒီနဲ့ကော်ပလေးတို့ကတနေရာကျိုးနဲ့နစ်ကီတို့ကတနေရာတာဝန်ယူထားပြီးနိုင်ကတော့မော်တော်ပုံနဲ့လဲပတ်ကြီးကအိမ်ထဲကအခြေအနေတွေကိုတည်င်းပို့နေပါတယ်။အိမ်ထဲမှာအမြောက်တွေရောင်းဝယ်ဖောက်ကားနေတာတွေ့ရပြီးအန်ဒီကကျိုးနဲ့နစ်ကီကိုဥယျာဉ်ဖက်မှာပတ်ဝင်ရောက်စီခဲ့ပါတယ်။ကျိုးနဲ့နစ်ကီကတိတ်တဆိတ်ဝင်ရောက်တိုက်ခိုက်ပြီးကားတွေခိုးယူကအဆောင်တွေအာယုံလွဲအောင်များခေါ်သွားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲအန်ဒီနိုင်တဲ့လူတစုကလည်းအိမ်ထဲကိုဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့ပါတယ်။အန်ဒီနဲ့ကော့ပလေးတို့အိမ်ထဲမှာရှိနေစဉ်ကော့ပလေးအန်ဒီကိုတေမျိုးဖြစ်နေပြီမို့တတိထားဖို့တတိပေးခဲ့ပေမဲ့အန်ဒီကတော့ခီးမဆိုင်ခဲ့ပါဘူး။မကြခင်မှာပဲအတီးတီးတာဝန်တွေကြေပြီးအိမ်ထဲကခေါင်းဆောင်ကိုရဲဆိုသူကိုရှင်းလင်းကတဖွဲလုံးအနားယူတဲ့နေရာကိုပြန်လာခဲ့ကြပါတယ်။အနားယူတဲ့အိမ်မှာတော့ကျိုးနစ်ကီနိုင်အန်ဒီနဲ့ကော်ပလေးတို့အတူအရက်တောင်းနေကြပြီးအန်ဒီနဲ့နိုင်တို့ကတော့စိတ်ဖက်တဲ့ကစားနည်းကိုကစားကအန်ဒီရှုံးသွားပြန်ပါတယ်။ကျိုးနဲ့နစ်ကီတို့ကအနားယူဖို့ထပ်သွားချိန်မှာတော့နိုင်ကတော့မတည်မျိုးမဟုတ်တော့တဲ့အန်ဒီကိုအားပေးဖို့စူးစမ်းနေပြီးအန်ဒီကတော့တည်မျိုးဖြစ်သွားတာလည်းအဆင်ပြေကြောင်းပြောကြားနေကြတဲ့အချိန်ကော်ပလေးကသူတို့ရှင်းလင်းခဲ့တဲ့ကိုရဲဟာတကယ်ဝယ်လက်အစစ်မဟုတ်ကြောင်းတကယ်ဝယ်လက်ကခြေရဖျောက်ပြီး CCTV မှတ်တမ်းကပုံတပုံသာရရှိခဲ့ကြောင်းဆိုပါတယ်။ပုံထဲမှာတော့အမျိုးသမီးတယောက်ပါဝင်ခဲ့ပြီးထို့အမျိုးသမီးဟာနိုင်ရဲ့အိမ်မက်ထဲကအမျိုးသမီးတယောက်ဖြစ်နေခဲ့ပြီးနိုင်ကမမိကြောင်းပြောပါတယ်။နောက်တစ်ခါမှာတော့ပြင်သစ်နိုင်ငံပဲရီမြို့တိုက်ခန်းတစ်ခန်းမှာ Queen ပြန်ပေါ်လာခဲ့ပါတယ်။အန်ဒီတို့ကတော့တဖွဲလုံးလူစုပြီးထွက်သွားတဲ့ချိန်နစ်ကီကကျိုးကိုပဲသွားမလဲမေးချိန်မှာတော့တူးတဲ့နေမည်ဖြစ်ကြောင်းသာဆိုခဲ့ပါတယ်။နစ်ကီလိန်နေတာတီးတဲ့ကျိုးကတော့နိုင်နဲ့အတူနောက်ယောင်ခံလိုက်လာခဲ့ပါတယ်။ Queen ကတော့မတည်မျိုးဘဝကိုစိတ်ကုန်ပြီးနေ့တူကအရက်နဲ့တာဖြတ်တန်းနေတဲ့ပုတ်ကာကိုဖမ်းခေါ်ခဲ့ပြီးအန်ဒီဘယ်မှာလဲဆိုတာကိုဒါမေးမြန်းနေပါတော့တယ်။သူမနှစ်ပေါင်းများစွာပိတ်ပြီးနေချိန်အန်ဒီကိုတတိယခဲ့ပြီးအန်ဒီကိုလည်းသူ့လိုဖမ်းဆီးခံနေရတဲ့အထင်နဲ့ကဲတင်ဖို့တာစိတ်ကူးနေကြောင်းပြောခဲ့ပြီးသူထက်နှစ်900လောက်စောလွတ်မြောက်ခဲ့တဲ့အန်ဒီကလာရောက်မကယ်တင်တာကိုသူမမကြည်မချမ်းဖြစ်နေခဲ့ပါတယ်။ပုတ်ကာကတော့သူကအဖွဲထဲကနေနေခံထားရတာဖြစ်ကြောင်းနဲ့အန်ဒီကလည်းသူဒုက္ခနဲ့သူဖြတ်တန်းနေရကြောင်းအရေးအမွတ်ပြောဆိုခဲ့ပါတယ်။မကြာခင်မှာပဲရစ်ကိုရောက်လာတဲ့ကျိုးနဲ့နိုင်တို့နစ်ကီနောက်ကိုလိုက်ကြည့်ရင်သစ္စာဖောက်ဖူးခဲ့တဲ့ပုတ်ကာနဲ့ကျိုးအတူနေတာကိုသိသွားခဲ့ပါတယ်။ဒါပေမဲ့အိမ်ထဲမှာတော့ပုတ်ကာပျောက်ဆုံးနေပြီးတွေးကက်တွေ့တာမို့တခုခုကိုစားတင်ရိုက်စားမိခဲ့ပါတယ်။ကိုရီးယားနိုင်ငံဆိုးမြို့ကိုတော့အန်ဒီနဲ့ကော်ပလီတို့ရောက်လာခဲ့ပြီးအန်ဒီကတော့မတင်မျိုးတယောက်ဖြစ်တဲ့တူအာဆိုတဲ့တယောက်ကိုတွားရောက်တွေ့ဆုံကနိုင်အိမ်မက်ထဲကအမျိုးသမီးအကြောင်းကိုစားတင်စုံစမ်းနေပါတယ်။တူအာကနိုင်အိမ်မက်ထဲကစာကြီးခန်းကိုလိုက်လံကြားသားခဲ့ပြီးအဲ့ဒီအခန်းဟာလူသားတွေမတင်မျိုးတွေအကြောင်းလိလာစူးစီးထားတဲ့အချက်အလက်တွေစာအုပ်တွေမှတ်တမ်းတွေထားတဲ့အခန်းဖြစ်နေပါတယ်။အချက်အလက်စာအုပ်တချို့ပြောင်းနေတာကိုတတိထားမိသွားတဲ့အန်ဒီကမေးတော့နိုင်အိမ်မက်ထဲကမတည်မျိုးအမျိုးသမီးတယောက်ခိုးယူသွားခဲ့ပြီးနာမည်အမျိုးမျိုးနဲ့နေထိုင်ကအခုတော့ Discord ဆိုတဲ့နာမည်နဲ့နေကြောင်းတီးခဲ့ရပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအန်ဒီကိုသူအားကဲတဲ့နေ့မှာ Discord လည်းရှိနေတာတည်သွားပြီးလူသားမျိုးနွယ်တွေရဲ့မတည်မျိုးတွေအပေါ်နှိပ်စက်ခဲ့ကြပုံ Queen ကိုရေထဲနှမြုပ်ခဲ့ပုံတွေကြောင့်လက်ရှိနေထိုင်ဖို့ငွေကြေးနဲ့အာဏာတချို့လိုကြောင်းတည်သွားတဲ့ Discord ကလက်ရှိလက်နက်မောင်ကိုလမ်းကြောင်းကိုလိုက်ခဲ့ကြောင်းတီးခဲ့ရပါတယ်။အီတလီနိုင်ငံမှာတဖွဲ့လုံးပြန်လည်တွေ့ဆုံကြပြီးသူအားလည်းလိုက်လာခဲ့ပါတယ်။ပုတ်ကာပြုတ်ဆုံးနေကြောင်းအန်ဒီအခုမှသိရပြီးအဲ့ဒီအချိန်မှာကျိုးထန်ဖုန်းတစ်လုံးဝင်လာခဲ့ပါတယ်။ပုတ်ကာစီကဟုဆိုကကျိုးတို့ဓာတ်ရောက်ခေါ်ဆောင်တဲ့အခါမှာအ
န်ဒီနဲ့တွေ့ဖို့လူကြောင်းပြောပြီးအိမ်ကိုလိုက်လာခဲ့ပါတယ်။အိမ်ရောက်တော့ကွင်းပြန်ရောက်နေပြီဖြစ်ကြောင်းနဲ့ကွင်းပေးခဲ့တဲ့စာကိုအန်ဒီကိုပြသခဲ့ပါတယ်။စာထဲမှာတော့လွန်ခဲ့တဲ့ခုနှစ်ကစာသားတွေရေးထားခဲ့တဲ့သူပြန်ရောက်လာပြီဖြစ်ကြောင်းနဲ့စုံနေကြနေရမှာလာရှာဖို့ပြောထားတာကြောင့်အန်ဒီကလည်းတွေးဆုံဖို့ချက်ချင်းတက်သွားခဲ့ပါတယ်။အဖွဲ့သားတွေတားမြစ်ခဲ့ပေမဲ့ကွင်းပြန်ရောက်လာပြီဖြစ်ကြောင်းဆိုကထွက်ခွာသွားဖို့စီစဉ်ပါတယ်။နိုင်ကတော့တိတ်မျိုးဖြစ်နေတဲ့အန်ဒီကိုစိတ်မချကြောင်းတယောက်တည်းမသွားသင့်ကြောင်းဆိုခဲ့တာကြောင့်နိုင်ကိုမှအတူခေါ်လာခဲ့ပါတယ်။တွေးနဲ့ဆုံတွေ့ချိန်မှာတော့နိုင်ကိုနောက်မှနေစေခဲ့ပြီးအန်ဒီနဲ့နှစ်ဦးထဲတာတွေ့ဆုံခဲ့ပါတယ်။ကွင်းကအန်ဒီတူကိုလာမရှာခဲ့တဲ့အကြောင်းနဲ့အန်ဒီကိုမကြေမချမ်းဖြစ်နေပြီးအန်ဒီကတော့နှစ်ပေါင်းများစွာလိုက်လံရှာဖွေခဲ့ကြောင်းပြန်လည်ရှင်းပြနေခဲ့ပြီးတူနဲ့လက်ခဲဖို့ခေါ်ပါတယ်။တီမျိုးတွေကိုကာကွယ်ပြီးမပြီးဆုံးနိုင်သောတိုက်ခိုက်မှုတွေနဲ့အန်ဒီနောက်ကိုမလိုက်လို့ကြောင်းပြောဆိုကြပြီးကွင်းထွက်သွားခဲ့ပါတယ်။နောက်ကလိုက်လာတဲ့အန်ဒီနဲ့နှစ်ယောက်သားတိုက်ခိုက်နေချိန်နိုင်ရောက်လာပြီးတစ်စကောရောက်နေပြီဖြစ်ကြောင်းပြောခဲ့တဲ့ချိန်မှာတော့အန်ဒီတီးလိုက်ရတာကကွင်းဟာတစ်စကောကြောင့်လွတ်မြောက်လာခဲ့တယ်ဆိုတာပါပဲ။နိုင်ဟာတစ်စကောနောက်ကိုလိုက်ရင်ဖျားเจ้าထဲမှာပြန်လည်တွေ့ရှိခဲ့ပြီးတစ်စကောကတော့အန်ဒီရဲ့တိမ်မျိုးတွေကိုကူညီချင်တာကြောင့်အခုလိုမတိမ်မျိုးတွေဟာဒုက္ခရောက်နေကြောင်းနိုင်တို့ဟာအန်ဒီကိုတိခတ်နေမဲ့အစားတူနဲ့ပူပေါင်းတင်ကြောင်းနဲ့နိုင်မှာတူမတူတဲ့အစွမ်းတွေရှိပြီးနိုင်ဟာနောက်ဆုံးတိမ်မျိုးဖြစ်ကြောင်းပြောပြခဲ့ပါတယ်။တစ်စကောဟာပထမဆုံးပေါ်ပေါက်လာတဲ့တိမ်မျိုးဖြစ်ပြီးနိုင်ကကြတော့နောက်ဆုံးတိမ်မျိုးဖြစ်ကြောင်းသူ့လက်ထဲမှာရှိတဲ့အမတ်အသားကတစ်စင်နိုင်လည်းတီးလိုက်ရပါတယ်။အဖွဲ့အစည်းကိုပြန်ရောက်လာခဲ့တဲ့အခါမှာတော့သူအားကမတိမ်မျိုးတွေထဲကနောက်ဆုံးမတိမ်မျိုးဖြစ်တဲ့နိုင်နဲ့ပတ်သက်ပြီးတွေ့ရှိချက်တစ်ခုကိုပုတ်ကာကိုပြောပြခဲ့ပါတယ်။တစ်ဖက်မှာလည်းတယောက်တည်းမကြည့်မချမ်းဖြစ်နေတဲ့ကွင်းကိုတစ်စကောကအန်ဒီမရှိလဲသူရှိကြောင်းဆိုတော့ကွင်းကတော့အားလုံးကိုနာကျင်စေချင်နေပြီးတစ်စကောကတော့အဲ့ဒီကိစ္စကိုတူကူညီမယ်လို့ဆိုပါတယ်။နောက်တစ်ခါမှတော့အိန္ဒိယနိုင်ငံဂျာကာတာမြို့မှာရှိတဲ့နျူကလ িয়ার စက်ရုံတစ်ခုကိုကွင်းနဲ့တစ်စကောလူတွေစီးနင်းလိုက်ကြပြီးစက်ရုံရဲ့ဗဟိုအချက်အခြာနေရာမှာပုံတစ်လုံးထောင်ခဲ့တာကိုကော်ပလီကတီးရှိခဲ့လို့တစ်ဖွဲ့သားလုံးကိုပြောပြခဲ့ပါတယ်။အဲ့ဒီပုံတာပောက်ကွဲထားပါကလူ10တန်းလောက်ထိခိုက်သိဆုံးနိုင်ပြီးဒီကိစ္စကတစ်စကောစီစဉ်တာဖြစ်ကြောင်းသူတို့အတွက်ထောင်ချောက်ဖြစ်နိုင်ကြောင်းနိုင်ကဆိုပါတယ်။အန်ဒီကတော့ထုံးစံအတိုင်းလူသား10တန်းလောက်ကိုကူညီဖို့စိတ်အားထက်သန်နေပြီးတွားပြင်ဆင်ကြဖို့တာဆိုပါတယ်။သူအားတွေ့ရှိခဲ့တဲ့မတိမျိုးတွေအကြောင်းမှာနောက်ဆုံးတိမျိုးနိုင်ရဲ့တိုက်ခိုက်မှုကြောင့်တန်ရာရတဲ့သူဟာတိမျိုးဖြစ်နိုင်ပြီးမိမိမတိမျိုးအစွမ်းကိုလူလာလာနဲ့တယောက်ယောက်ကိုလွှဲပေးနိုင်ကြောင်းသိရှိခဲ့တာကြောင့်တိမျိုးဖြစ်ချင်တဲ့ပုဂ္ဂိုလ်တယောက်အပျော်ကြီးပျော်ပြီးအန်တီကိုပေးဖို့တိတ်တဆိတ်လှုပ်ဆောင်ခဲ့ပါတယ်။မတွားဖြစ်မှာကျိုးနဲ့နစ်ကီတို့စကားထိုင်ပြောခဲ့ကြပြီးတချိန်ကအိုင်ယာလန်မူဟာကန်ဘာမှာအတူဆော့ခဲ့တဲ့တိုင်ပွဲအကြောင်းကိုပြောရင်ကျိုးကသူအနှင်းငယ်ပူပန်နေကြောင်းစိုးရိမ်နေကြောင်းပြောပြခဲ့ပါတယ်ဒီတစ်ခေါက်ကသူတို့ရဲ့အဆုံးသက်လက်ဖြစ်သွားနိုင်တာမို့သူစိုးရိမ်နေကြောင်းပြောတော့နစ်ကီကအန်ဒီဟာနှစ်ပေါင်း3000လောက်ကွင်းနဲ့မတွေ့ခင်အထိတယောက်တည်းနေခဲ့ရပြီးသူလည်းကျိုးနဲ့မတွေ့ခင်အတူတူဖြစ်ပြီးသူတို့စိတ်ထင်ရမဖြစ်နိုင်ကြောင်းနဲ့ကျိုးရဲ့နှလုံးသားကိုမြင်ပြီးချိန်မှာတော့ထာဝရရှင်တန်မှုဖြစ်ခဲ့ကြောင်းပြန်လည်အားပေးခဲ့ပါတယ်။နောက်တစ်ခါမှာတော့လူသားတွေကိုကယ်တင်ခြင်းနဲ့အန်ဒီကထုံးစံအတိုင်းညူစဲရုံကိုတွားခဲ့ပြီးကော့ပလေးကအပြင်ကစောင့်ကအထက်ကအခြေအနေတွေကိုထောက်လန့်တင်ပို့ပေးနေခဲ့ပါတယ်။သူတို့တစ်ဖွဲ့လုံးရောက်ရှိသွားချိန်မှာတော့ရန်သူတွေတယောက်မှမရှိလို့အံ့ဩနေချိန်မှာပဲတစ်စကောစီစဉ်ထားတဲ့အတိုင်းရန်သူတွေသူတို့ကိုအဖွဲကွဲအောင်အစီအစဉ်နဲ့တိုက်ခိုက်ခဲ့ပါတယ်။ကျိုးနစ်ကီနဲ့ဒူအာတို့ကော်ပလေးလမ်းညွန်တဲ့အသိန်းထိန်းချုပ်ထန်းကိုတွားခဲ့ပြီးမြဲထောင်ချောက်တာဖြစ်နေခဲ့ပါတယ်။အထဲရောက်တော့တခါးတွေဟာလုံးဝပိတ်သွားခဲ့ပြီးမန်နူရယ်ထိန်းချုပ်ခလုတ်ကိုရှာနေချိန်အပြင်ကကော့ပလီကလည်းပြန်ပြီးအရက်အယောင်တွေရှိနေခဲ့ပါပြီ။တတိထားပြီးချက်တိုက်ခိုက်ခဲ့ပေမဲ့ကော့ပလီလည်းအဖမ်းခံလိုက်ရပါတယ်။ထိန်းချုပ်ခန်းထဲကနစ်ကီကျိုးနဲ့တူအာတို့လည်းကော့ပလီအတန်နားဆွေးနေချိန်ရေခဲစေတဲ့တက်ငွေတွေနဲ့လောင်းချခံလိုက်ရပြီးခဲရွားချိန်မှာအဖမ်းခံလိုက်ရပါတယ်။အပြင်မှာတော့အန်ဒီနဲ့ပုတ်ကတော့အတူတိုက်ခိုက်နေပြီးပုတ်ကာကအန်ဒီကိုဆက်သွားခိုင်းတာသူတယောက်တည်းတာဝန်ယူတိုက်ခိုက်ခဲ့ဖို့နေခဲ့ပါတယ်
သူဟာတေမျိုးတရားဖြစ်သွားကြောင်းပြောပြကသူ့လိုချင်တဲ့ဘဝကိုရရှိသွားလို့ပျော်ပျော်ပါပါပဲအန်ဒီကိုတစ်ခါပိတ်ကရင်သူနဲ့ရင်ဆိုင်ဖို့ထွက်လိုက်ပါတယ်မတေမျိုးစွမ်းအင်ကိုအန်ဒီစီလွှဲပြောင်းပေးခဲ့ကပုတ်ကာကလည်းရန်သူတွေအများကြီးကိုတိုက်ခိုက်ရင်တည်ဆုံးခဲ့ပြီးနိုင်နဲ့အန်ဒီတို့တာကြံခဲ့ပါတယ်နောက်တစ်ခါမှာတော့စက်ရုံရဲ့ဗဟိုချက်ပုံထားတဲ့နေရာမှာနိုင်နဲ့ကွင်းကိုတွေ့ရှိခဲ့ပြီးကွင်းကနိုင်ကိုတစ်စကောနောက်လိုက်သွားပြီးသူ့လိုချင်တာပေးလိုက်ဖို့တာပြောနေပါတယ်နိုင်ကတော့ကွင်းကိုတစ်စကောကသူတို့ကိုတေးစေချင်တာဖြစ်ကြောင်းနဲ့ရာစုနှစ်များစွာအန်ဒီအနားမှာရှိတဲ့ကွင်းကဘာလို့တစ္ဆာဖောက်တာလဲဆိုတာကိုပဲပြန်မေးခဲ့ပါတယ်နိုင်နဲ့အန်ဒီတို့တိုက်ခိုက်ပြီးနိုင်နဲ့တိုက်ခိုက်မှုကြောင့်တန်ရာတွေရတဲ့အခါပြန်ကောင်းနိုင်စမ်းမရှိတာကိုကွင်းတတိထမ်းပြီးချိန်မှာပဲတစ်စကောကတော့နိုင်ကိုနောက်ကနေတိုက်ခိုက်ပြီးနိုင်တန်ရရနေတဲ့အချိန်မှာဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးပါပြီ။အန်ဒီရောက်လာချိန်မှာပုံးကိုဖောက်ခွဲဖို့အစင်တင်ဖြစ်နေတဲ့ကွင်းကိုကိုရီဘဒူလဲဆိုတာကိုတီးဖို့ဖြောင်းပြပြီးနိုင်ကိုခေါ်လာတဲ့တစ်စကောနောက်ကိုအပြေးလိုက်ခဲ့ပါတယ်။သူရောက်သွားတဲ့အချိန်မှာတော့တစ်စကောဟာနိုင်ဂျိုးနစ်ကီနဲ့ဒူအာတို့ကိုဖမ်းဆီးပြီးရဟတ်ရင်နဲ့ထွက်သွားဖို့လှုံ့ဆော်နေပြီဖြစ်ပါတယ်။အန်ဒီကတူမီတဲ့ရဟတ်ရင်ကိုခုန်တက်လိုက်ပြီးရဟတ်ရင်မောင်းကိုတိုက်ခိုက်ပေမဲ့ရဟတ်ရင်မောင်းရဲ့တနက်နဲ့ပြစ်ခတ်မှုကြောင့်ပြန်ပြုတ်ကျလာခဲ့ပါတယ်။ဒီအချိန်မှာရဟတ်ရင်နဲ့ထွက်သွားတဲ့တစ်စကော့ပြန်လည်ရောက်ရှိလာပြီးအန်ဒီနဲ့တိုက်ခိုက်ခဲ့ပါတယ်။တစ်စကော့နဲ့အန်ဒီတို့တိုက်ခိုက်နေကြချိန်မှာတီးလိုက်ရတာဟာတစ်စကော့ဟာတေမျိုးဖြစ်နေပြီးမတေမျိုးစမ်းအင်ကိုပြန်လည်လိုအပ်နေတာကြောင့်နိုင်ကိုဖမ်းဆီးနေတာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ထိုအခါမှာအန်ဒီတယောက်သူမရဲ့အဖြစ်အပျက်ပုတ်ကာတို့ရဲ့အဖြစ်အပျက်ကိုပြန်လည်မြင်အောင်လာပြီးနိုင်တို့ကိုထိခိုက်အောင်မလုပ်ဖို့ပြောခဲ့ပေမဲ့တစ်စကော့ကတော့လက်မခံခဲ့ပါဘူး။နှစ်ယောက်သားတိုက်ခိုက်ရင်းတစ်စကော့ရဲ့တားချက်တွေကြောင့်အန်ဒီတန်ရာရရချိန်မှာတော့တစ်စကော့ကနိုင်တို့ကိုဖမ်းဆီးထားတဲ့ရဟတ်ရင်နဲ့အတူထွက်သွားခဲ့ပါတယ်။တယောက်တည်းကြံခဲ့တဲ့အန်ဒီဟာကွင်းကိုကူတာပေးပြီးနိုင်ကိုကယ်ဆယ်ဖို့အချက်အလက်တွေကိုဒူအာရဲ့စာဖတ်ခန်းကနေတဆင်လိုက်ရှာနေခဲ့ပါတယ်။ကွင်းနေပြန်ကောင်းလာတဲ့အချိန်မှာတော့အရင်အတိုင်းအတူတူပြန်လက်တွဲပြီးနိုင်ကိုရှာဖွေဖို့လှုံ့ဆော်တာနဲ့ဇလန်းလေးကိုပြီးဆုံးထားခဲ့တာကြောင့်တအိုးဘက်ထရီထက်မှန်ထွက်လာအောင်မဲ့ပုံပါပဲ။